တို့တဲ့အစာပြုတ်နေပြီဖြစ်တဲ့အခြေခံအဆောက်အအုံတွေမြောက်များစွာဆုံးရှုံးခဲ့ရပါတယ်ဒီလိုလက်နက်ကဘယ်မေလိုးတွေဘုံလိုက်ကျဲတာလဲဘယ်မေလိုးတွေစစ်တောင်းထိုးလာတယ်ဘယ်မေလိုးတွေမီးရှို့လာတယ်အဲ့အဆောက်အအုံတွေပြည့်စည်တာရွာထဲဝင်ပြီးမီးရှို့တာဘယ်လိုလဲဟိုမှာတရက်ချောင်းတနင်္လာနေ့တိုင်းတရက်ချောင်းကဘာစီလီယံမှမရှိဘူးနမ်စီလီယံတွေကြီးပဲနော်အဲ့ဒီရွာဝင်မီးရှို့တယ်လုံးပုံကြည့်အင်ဂျင်90ကျော်ပါသွားတယ်အဲ့ဒါစစ်တပ်ကဝင်ရှို့တာနော်အဲ့မှာစစ်တပ်ထောက်ခံတဲ့လူတွေပါရှိတယ်လမ်းတွေနဲ့ဖြည့်ချင်းတဲ့ဒီလမ်းဒီဟာနေပေါင်း90ကျော်ကြာတဲ့အထိဘာရက်လက်မှမရတာကိုလည်းတင်ကားတာယူဖို့လိုသလိုဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကလမ်းစဉ်ကြောင့်ဖြစ်တယ်ဆိုတာလေအမှန်တန်ရှင်းပြဖို့အချိန်ကျနေပြီဖြစ်ပါတယ်မင်းအောင်လည်းတကယ်တော့စစ်ပုံလောက်ကမှာမဟုတ်ကောင်းကြတာဖာကောင်းလောက်စားမှာဒီကောင်ဖာကောင်းလောက်တော်တော်ချစ်ကြိုက်တယ်ဟောစကားဘလောင်းမလဲပြောတတ်တာဟုတ်ပြောတာတကယ်လက်ရှိစကားဘလောင်းမလဲပြောတတ်တဲ့အထက်မှာမင်းအောင်နိုင်ကိုတောင်းလို့မမီဘူးအဲ့တော့ဒီကောင်စစ်ပုံလောက်ကမှာမဟုတ်သူစရွေးချယ်တဲ့လမ်းကြောင်းမှားသွားတာဂျော်လကီလောက်ပြီးတော့ဖာကောင်းလောက်စားမှာတကယ်ပြောတာဒီကောင်ဂျော်လကီလောက်ပြီးဖာကောင်းလောက်စားမယ်ဆိုရင်တော်တော်တက်ချစ်ကြိုက်တယ်အဲ့ဒီဖာရောဘာလို့ဆိုဘယံမတာဘလောင်းမလဲပြောတတ်တာအခုတမျိုးတော့ကြောင်ပြောတတ်တာဟဲ့ယူ